ကျွန်တော်တို့ကရခိုင်ဒေသရခိုင်မျိုးသားအကျိုးစီးပွားကိုဗဟိုပြုထားတဲ့အထိုင်နဲ့စတင်ခဲ့တာဆိုပေမဲ့မြန်မာတနင်္လာရီမှာရှိတဲ့မဟာမိတ်တွေနဲ့ပူးပေါင်းလှုပ်ဆောင်လာရင်ကျွန်တော်တို့ကပဂတိအခြေအနေတွေနဲ့အရေးကြီးတဲ့လက်တွေ့သဘာဝပို့ပြီးသဘောပေါက်လာတယ်ဆိုတော့ကျွန်တော်တို့လူမျိုးစုတစ်ခုတည်းဒုက္ခရောက်နေတာမဟုတ်ဘဲနဲ့လူမျိုးစုအသီးသီးရဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးဆိုတဲ့ဟာကိုကျွန်တော်တို့ဒီရခိတလမ်းစဉ်နဲ့တွဲပြီးမှဒီကိစ္စကိုလည်းပုံဖော်လာခဲ့တယ်ဆိုတော့မဟာမိတ်ဒေသတွေမှာဒီမဟာမိတ်တွေကိုလည်းကူညီတယ်ကိုယ်လည်းလှုပ်ရှားရှိတဲ့အလုပ်တွေကိုလည်းလှုပ်ဆောင်တယ်ဘုံရန်သူကိုလည်းတိုက်ပွဲဝင်တယ်ဆိုတဲ့အလုပ်တွေကိုကျွန်တော်တို့လှုပ်လာခဲ့တာဖြစ်တယ်မြန်မာပြည်သူတွေမြန်မာတိုင်းရင်းသားပြည်သူတွေကြားမှာနေနမိတ်ဆိုင်ရာအငင်းပေါ်မှုလူမျိုးရေးဆိုင်ရာမကျေနပ်မှုတွေတော့ရှိတာပဲဒါပေမဲ့ဒီလူမျိုးအားလုံးရဲ့အခုချိန်မှာတူညီမှုကဘာလဲဆိုတော့ဒီဖက်စစ်ကောင်စီကသူတို့အားလုံးရဲ့ဘုံရန်သူဖြစ်တယ်ဆိုတော့တူညီမှုတစ်ခုကတော့ရှိကြတယ်ဒီဟာကဒီ United Force တစ်ခုလို့ဖြစ်နေတာပေါ့